အစာလဲစီစီးလဲအစာဆိုသလိုအာယုံကြောအားကောင်းစေဖို့အတွက်စားသုံးတဲ့အစားအစာ9မျိုးကိုဒီဗီဒီယိုလေးကနေမျှဝေပေးပါမယ်ရှင်။နံပါတ်1အစားအစာတွေမှာဆိုလို့ရှိရင်ကြက်ဥပါဝင်တယ်။ကြက်ဥဟာဆိုလို့ရှိရင်ဆုလိုက်တို့ခန္ဓာကိုကြီးထွားဖို့နဲ့ကိုယ်ခံအားစနစ်အားကောင်းဖို့အတွက်ပရိုတင်းဓာတ်ကိုရရှိစေပါတယ်။နံပါတ်2အစားအစာကတော့ထောပတ်သီးဖြစ်ပါတယ်။ထောပတ်သီးမှာဆိုလို့ရှိရင်ဗီတာမင် B ကွန်ပလက်ပါဝင်တယ်။ဗီတာမင် C ဗီတာမင် E ပါဝင်တယ်။ဒါအတွက်ကြောင့်မို့လို့အာယုံကြောစနစ်ကိုအားကောင်းစေပြီးတော့မှအာယုံကြောအားနေတာကိုတက်တာစေတယ်။နံပါတ်3အစားအစာကကျတော့ငါးအမျိုးမျိုးစားပေးတင်နေပေါ့နော်။ငါးထဲမှာဆိုလို့ရှိရင်တူနာငါးတို့ငမြစ်ချင်းငဒန်းငကျင်းငတလောက်ဆယ်လမွန်ဒီလိုမျိုးအိုမီဂါ3ကျွယ်ဝတဲ့ငါးတွေကိုစားပေးမယ်ဆိုလို့ရှိရင်အာယုံကြောတွေရဲ့အပေါ်ရန်လွှာမပြတ်စီအောင်ကာကွယ်ပေးပါတယ်။နံပါတ်4အစားအစာကကျတော့အစိမ်းရောင်ရှိတဲ့ဟင်းသီးရွက်တွေကိုပို့ပြီးတော့မှစားပေးတင်ပါတယ်။နံပါတ်5ကတော့ပဲအမျိုးမျိုးစားပေးတင်တယ်။ပဲထဲမှာဆိုလို့ရှိရင်မက်ပဲစတော်ပဲထောပတ်ပဲပဲနီပဲဝါကလပဲပေါ့နော်ဒါမျိုးလေးတွေကိုပို့ပြီးတော့မှစားပေးတင်တယ်နံပါတ်6အစားအစာလေးကတော့ငပြောသီးဖြစ်ပါတယ်ငပြောသီးဟာဆိုလို့ရှိရင်အုံနောက်နဲ့အာယုံကြောရဲ့အချက်ပေးစနစ်ကိုကောင်းမှုစေပါတယ်ဒါအတွက်ကြောင့်မလို့အရာဝတ္ထုတစ်ခုကိုပေါ့နော်ထိတွေ့တယ်၊ကင်တွေ့တယ်ပူတယ်အေးတယ်နားတယ်ကျင်တယ်ဒီလိုခံစားမှုတွေကိုသိရှိအောင်လှုပ်ဆောင်ပေးပါတယ်ဒါအတွက်ကြောင့်မလို့ထိတာကိုသိတယ်၊ကင်တာကိုသိတယ်၊အေးတာကိုသိတယ်၊ပူတာကိုသိတယ်ပေါ့နော်ဒါအတွက်ကြောင့်မလို့အာယုံကြောအားနေတဲ့သူတွေအနေနဲ့အာယုံကြောအားကောင်းစေဖို့ငပြောသီးကိုပို့ပြီးတော့မှစားပေးတင်ပါတယ်နံပါတ်9အစားအစာလေးကတော့အစိတ်အစံတွေကိုပို့ပြီးတော့မှစားပေးတင်ပါတယ်ရှင်အခုပြောပြပေးတဲ့အစားအစာ9မျိုးဟာဆိုလို့ရှိရင်အာယုံကြောအားကောင်းစေဖို့အတွက်အကောင်းဆုံးအစားအစာတွေပဲဖြစ်ပါတယ်ရှင်ကိုကအာယုံကြောတွေအားနေပြီးတော့မှထုံကျင်နေတယ်ညာဘက်ဒီမှာဆိုလို့ရှိရင်လည်းကောင်းကောင်းအိတ်မပြောဘူးစက်ကြောနောက်ကြောတွေလည်းအမြဲလူလိုတက်နေတယ်ခေါင်းတွေလည်းခြားခြားမလဲအောင်မူးနေတယ်ပေါ့နော်လူကအားမရှိသလိုမျိုးတွေခံစားနေရတယ်လူကအားနေပြီးတော့မှလမ်းကြကြရှောက်လို့မရဘူးလမ်းလျှောက်တဲ့အခါမှာလည်းတုံဆိုင်နေဖြစ်နေတယ်လေးထိပြီးတော့မှခန္ဓာကိုယ်အောက်ပိုင်းလေးလေးနေတယ်ခန္ဓာကိုယ်အောက်ပိုင်းလေးမလှုပ်ချင်မတည့်ကျဖြစ်နေတယ်လမ်းကောင်းကောင်းလျှောက်လို့မရဘူးအိပ်ရတဲ့လဲနေတယ်ဆိုရင်တော့သွေးလက်ပံမှုစနစ်ကိုလည်းမှန်ကန်စေတယ်အာယုံကြောကိုလည်းအထူးကောင်းမှုစေတယ်ညာဘက်တင်မှာဆိုလို့ရှိရင်လည်းကောင်းကောင်းအိပ်ပျော်တယ်စီးဝါးသွေးလေးမှန်ကန်စေတဲ့မိမိစင်လေးကိုတစ်နေ့ကို3ချိန်မှီဝဲပေးပါရှင်တလားစာပါတပူကိုတောင်း3000ဒလီရောက်တဲ့မျိုးတော်တော်များများကိုအင်အားငွေချေပို့ပေးတယ်နယ်ဘက်တွေဆိုရင်ဂိတ်တင်ပေးတယ်ပြည်ပကိုလည်းပို့ပေးပါတယ်ရှင်